အားလုံးပဲမင်္ဂလာပါဖေးတော်ချင်းလားဖေးတော်ချင်းတို့လာပြီးကျွန်တော်ကြည့်ရတာလူတွေတနာဖို့ကောအဲ့ကောင်တော့တော်တော်ဆိုးတာတရားလွင်ဆိုးကောင်းပါဟုတ်ကဲ့ပါဗျာဒုတိကိုလင်းဆိုတာလူကြောဆိုပါတော့ဟုတ်ကဲ့ပါတကယ်လူတွေမမိတ်ဆွေတို့တွေးကြည့်လိုက်မိတ်ဆွေတို့တွေးကြည့်လိုက်ကျွန်တော်သူပြောချင်တာစကလုံးကြီးပြောချင်တာပေါ့နော်စကလုံးကြီးကိုပြောချင်တာကားနာမည်ကိုပြောတာ BNB တဲ့နော် W နဲ့ B တောင်မှန်အောင်မပြောနိုင်တဲ့လူတယောက်ကိုဘလောက်တနာဖို့ကောင်းလဲတွေးကြည့်ရင်ပြောလိုက်တာတော့စကလုံးကြီးနော်အဲ့ထက်ကမင်းလိုကောင်ရဲ့ဘဝပဲပြောလိုက်ပါမယ်မင်းတို့ကောင်ရဲ့နေထိုင်မှုဘဝကိုမှန်းလို့ရတယ်လူထင်ကြီးအောင်ငါးလိုက်ထဲမှာလာပြီးတော့ပြောနေရမင်းမရှက်ဘူးလားတကယ်ကွာတကယ်လူများအထင်ကြီးမလားလို့အမလေးပြောလိုက်တဲ့နာမည်က brand နာမည်ကိုပြောလိုက်တယ်နာမည်အောင်တော့မပြောနိုင်ဘူးခက်ခဲနာမည်မဟုတ်ဘူးနော်သူပြောလိုက်တဲ့နာမည်ကအဲ့ဒါတော့သုံးလုံးနဲ့တော့မှန်အောင်မပြောနိုင်နဲ့ကောတနာကိုကောင်းနေတာကွာမြန်မာလိုပြောလိုက်မယ်ညီလေးလွင်ဆိုးဖေးမတော်ခြင်းနဲ့နံပါတ်1နော်ဖေးမတော်ခြင်းနဲ့နံပါတ်2ကပါလဲမတူရင်မတူအောင်အုတ်နေအောင်ခေါင်းတဲ့အတိုင်းညီလေးပဲခေါင်းကွဲမယ်ဟုတ်ပြီလားနော်စာမတက်ပေမတက်မိသားစုလိုက်ပေါင်းလို့9ရမ်းမပြည့်တဲ့တမိသားစုလုံးပေါင်းလို့9ရမ်းမပြည့်တဲ့ကောင်နေနော်ကဲအားလုံးပဲမင်္ဂလာပါမာစတာလင်းကောင်းနေမလွင်ဘူးလားဟုတ်ကဲ့ကျွန်တော်အဲ့အကောင့်ကိုကျွန်တော်ဒီဘက်မှာကျွန်တော်သတိပေးစာပို့ထားလို့ဒီနေ့ကကျွန်တော်ချက်ကနေလွင့်တဲ့ like ကဘာကျွန်တော်သတိပေးစာပို့ထားလို့ကျွန်တော်ဒါဒီတစ်ပတ်ခဏနားတာပါနောက်တစ်ပတ်ကြာတော့ပြန်လွင့်ပေးမယ်အဲ့မာစတာလင်းကောင်းနော်ဟုတ်ပြီလားတော့တော့ဒီဘက်ကိုတော့ဒီဒူရီကိုလင်းကောင်းနေကျွန်တော်လွင့်ပေးပါမယ်ဟုတ်ပြီလားကျွန်တော်ရှေ့တစ်ဘက်ကပေးတဲ့ဗရိတ်တွေတော်တော်ထွက်တယ်နော်ဗရိတ်တွေ5ဗရိတ်3ညဗရိတ်လိမ့်ထွက်တာနော်ကဲစလိုက်မယ်ဗျာစလိုက်တော့မယ်နော်ကျွန်တော်မိတ်ဆွေစကားကြီးလည်းကြိုင်းမပြောချင်ဘူးဟာသားအနေနဲ့ပြောပြတာပါလူတွေရည်စရာကိုကျွန်တော်ပြောပြတာเนาะကျွန်တော်ပြောနေတဲ့ကောင်ရဲ့အဖြစ်ကလေးကိုကျွန်တော်ပြောပြတာပါเนาะတန်ရစကားလုံးကိုမသုံးတတ်ဘူးပြောချင်တာအကြီးမှန်အောင်တော့မပြောနိုင်တဲ့ဘဝအဲ့ထက်ကဒီလိုຢာတွေနဲ့ရင်းနှီးတဲ့လူတယောက်လားဆိုတာเนาะရင်းနှီးတဲ့လူတယောက်လားဆိုတာရှင်းလေးအဲ့ဒါပဲမင်းစီးတဲ့ကားငါစီးတဲ့ကားစကလုံးကလူမြတ်သူ့မြတ်အထင်ကြီးမလားဆိုတဲ့စကလုံးနဲ့သူကပြောကျင်သေးတယ်တနာစေးရတယ်ကဲအားလုံးပဲမင်္ဂလာပါနော်မင်္ဂလာရှိတဲ့ညာချမ်းလေးပါကဲအားလုံးပဲဟာတာပါနော်လင်ဆိုးကဟာတာပါနော်ဟိုကောက်မှလည်းကျွန်တော်ဘလော့ထားတယ်အခုဒီကောက်မှလည်းကျွန်တော်ဘလော့လိုက်ပါတယ်နော်ဟာတာပါဟုတ်ပြီလားပြောချင်တာတခုကမတူဘဲနဲ့သူတို့ကလာပြီးတူရင်းနေတာကိုကျွန်တော်သဘောကျလို့ပါနော်တနာဖို့ကောင်းပါလေဗျာလူရအဓိကတော့လူရဝင်နေတာပေါ့ကဲမိတ်ဆွေတို့လေနော်ကျွန်တော် break လေးပေးမယ် break လေးရင်ပေးမယ် break သမားတွေအတွက်ကိုနော် break သမားတွေအတွက်ကိုကျွန်တော် break လေးရင်ပေးမယ်နော်ကျွန်တော်ဒီဘက်ကိုအခုမိတ်ဆွေတို့အခုကြည့်နေတဲ့တူဒီကိုလင်းဆိုတဲ့ YouTube channel ကနေပဲကျွန်တော် live လွှင့်ပါနော်အဲဒါကြောင့်မို့မိတ်ဆွေတို့နော်မြင်မြင်တွေ့ပြီဆို channel ကို subscribe မလုပ်ရသေးရင်နှိပ်ထားနောက်မှနေကင်းတနားထိုးလဲကျွန်တော်ဒီကောက်နေပဲလွှင့်မှာပါဒီဘက်ကိုဒီကောက်နေလွှင့်မယ်နော်ဟုတ်ပြီလားရှာနေတဲ့သူတွေစိတ်နှောက်ယှက်ဖြစ်သွားရင်ကျွန်တော်ကောက်မတွေးလို့ဟိုဒူးဒီမာစတာလင်းကမလွှင့်တဲ့ဖြစ်တဲ့အတွက်မလို့ဒီကောက်လင်းလို့စိတ်နှောက်ယှက်လေးဖြစ်ပြီးရှားတာရှိရလို့ရှိရင်ဒီကနေပြီးကိုလင်းကနေပြီးတော့နုညွန့်တောင်းပန်ပါတယ်ဟိုကောက်ကျွန်တော်သတိပေးစာပို့ထားလို့မနေ့ကညကျွန်တော်ချဲကနန်းလွှင့်လိုက်တာဘာဒီဘန်းဝါလည်းမသိပါဘူးကျွန်တော်သတိပေးစာပို့ထားလို့နော်အကောင့်ကအရေးမကြီးပါဘူးကိုလင်းကနော်ကိုလင်းပါပဲဟုတ်ကဲ့ပါအားလုံးချစ်ပါတယ်ကျွန်တော်ချစ်တဲ့သူတွေအားလုံးနော်လွင်ဆိုးလည်းကျွန်တော်ချစ်ပါတယ်ဟောသူကသူကျွန်တော်ဘာကြောင့်ပဲလာပေးပြီးတော့ကျွန်တော်လိုက်ထဲဝင်လာပေါ့နော်ဒါပေမဲ့သူ့တော့ကျွန်တော်ဘလော့တယ်ဆိုတာတသက်ချင်လို့ဘလော့တာပေါ့ဗျာဒါပေမဲ့သူ့ကိုကျွန်တော်မမုန်းပါဘူးချစ်ပါတယ်နော်ကျွန်တော်အားပေးတဲ့သူတယောက်ပဲသူလဲနော်ဘလုံနီးနဲ့အားပေးတာပဲဖြစ်ဖြစ်ပေါ့နော်ကဲပါအားလုံးပဲမင်္ဂလာပါနော်မင်္ဂလာရှိတဲ့ညာချမ်းလေးဖြစ်ပါသေးဗျာနော်
မင်္ဂလာပါညီညာချမ်းလေးပါတဲ့ဒီဘက်မှာလည်းပျော်ရွှင်နိုင်ပါသေးအကောင်းဆုံးပဲကြိုးစားပေးထားပါတယ်နော်ကဲအားလုံးပဲနော်ကျွန်တော်ဗရိတ်ကလေးပြောမယ်ဗရိတ်သမားတွေအတွက်ဗရိတ်သမားတွေနော်ဗရိတ်သမားတွေနှစ်ပရိတ်ခုနှစ်ပရိတ်နော်ဗရိတ်သမားတွေနှစ်ပရိတ်ခုနှစ်ပရိတ်ဗရိတ်သမားတွေနော်နှစ်ပရိတ်ခုနှစ်ပရိတ်ဖြစ်ပါတယ်ကျွန်တော်ဗရိတ်သမားတွေအတွက်ကျွန်တော်ထုတ်ပေးတဲ့ပရိတ်ကတော့နှစ်ပရိတ်ခုနှစ်ပရိတ်မှာကိုလင်းကဘာလေးတွေကိုကြိုက်လဲဘာလေးတွေကိုရွေးချယ်ထားလဲဆိုရင်ကျွန်တော်ကတစ်ကဲ66ကဲ16ကဲဆိုတဲ့ကဏ္ဍလေးတွေကိုရွေးချယ်ထားပါတယ်တစ်နဲ့66နဲ့16ကတော့ကျွန်တော်ရွေးချယ်ပေးတယ်ဆိုတာကကျွန်တော်အဖွဲ့ဝင်တွေပါထိုးစေခြင်းလို့ကျွန်တော်ကိုယ်တိုင်ရွေးထိုးတဲ့ဟာမလို့ဗရိတ်ကတော့ဗရိတ်သမားအကုန်ထိုးတာလေဒါပေမဲ့ကျွန်တော်ကဗရိတ်ထဲမှာအကောင်းဆုံးကျွန်တော်တို့ရွေးထိုးခြင်းတဲ့ကဏ္ဍကတော့1166ဆိုတဲ့ကဏ္ဍကိုဒါအပူကလည်းရှေ့တစ်ဘက်ကမထွက်သွားဘူးဖြစ်တဲ့အတွက်အပူများကြလာခဲ့မယ်ဆိုရင်1166ဆိုတဲ့ကဏ္ဍကိုနော်11နဲ့66သတိထားပါဗျာ11နှစ်ပရိတ်66နှစ်ပရိတ်နော်16ကတော့9ပရိတ်ပေါ့နော်အဲ့ဒီပရိတ်ကလေးထဲမှာ2ပရိတ်9ပရိတ်မှာကျွန်တော်က main တင်အနေနဲ့ကိုကျွန်တော်က1166ဆိုတဲ့ကဏ္ဍ3ခွက်ကိုထုတ်ပေးထားပါတယ်နော်အပူ2ခွက်ပါဝါ1ခွက်ပေါ့နော်ရှေ့တစ်ဘက်ကဆိုလဲကျွန်တော်အပူ2ခွက်ပါဝါ1ခွက်ထုတ်ပေးတာ90ဆိုပြီးတော့ထွက်သွားတယ်နော်9ပရိတ်3ညပရိတ်ကိုကျွန်တော်ရွေးပေးတာလေ9939ရဲ့90ဆိုတော့90ဆိုတဲ့ကဏ္ဍထွက်တယ်နော်ပရိတ်မှာဆိုရင်တွင်းရွေးချက်ပေးတဲ့ဟာလေး3ခွက်ကိုတော့အဲ့ဒီမှာလာထွက်သေးတယ်ဘယ်လောက်ထိကောင်းလဲဆိုတာပေါ့နော်ဒီဘက်မှာလည်းအဲ့လိုလေးပဲထွက်ပါစီပဲကိုလင်းအကောင်းဆုံးကြိုးစားထားတယ်ဆူတောင်းပေးပါတယ်နော်1ပရိတ်6ပရိတ်2ပရိတ်9ပရိတ်အဲ့မှာကိုလင်းကြိုက်တဲ့ပရိတ်ထဲမှာအကောင်းဆုံးကဏ္ဍနေသည်11ကဲ66ကဲ16ကဲဆိုတဲ့ကဏ္ဍလေးတွေကိုကျွန်တော်ကြိုက်ပါတယ်နော်ကိုနဲ့ကြိုက်တာလေးရှင်ယူကြိုက်ပါမကြိုက်ရင်မသုံးပါနဲ့မကြိုက်ရင်သုံးမကြိုက်ရင်မသုံးနဲ့ဟုတ်ပြီလားနော်ကဲလက်မလေးမနေ့ကတည်းနှိပ်ပေးထားပါနော်2ပရိတ်9ပရိတ်ပရိတ်သမားတွေပရိတ်သမားအကုန်ထိုးတာပါအဲ့မှာမှတင်ထိုးမဲ့သူတွေက1166ဆိုတဲ့ကဏ္ဍကိုတင်ထိုးဟုတ်ပြီလားโอเคကဲအားလုံးပဲမနက်ဖြန်တနင်္လာနေ့နေကုန်မှာကြောက်ကြမယ်ဆိုတဲ့ဝမ်းချင်းကိုအရင်ပြောမယ်နော်အဲ့ဒါ9-3ညဝမ်းချင်းရှင်းတဲ့ဘက်ကလည်းဘေးတာထွက်တယ်နော်ဒီဘက်လည်းမှန်မယ်လို့ယုံကြည်တယ်အဲ့ဒါကြောင့်မို့ဝမ်းချင်းက9-3ညဝမ်းချင်းကျွန်တော်ကြိုင်မဲ့ဝမ်းချင်းကလည်း9-3ညဝမ်းချင်းအဖွဲ့ဝင်တွေကတော့ကိုလုံးဆရာရှိတာကိုလုံးနော်တနင်္လာနေ့ကစပြီးတော့နော်ပြီးမှစောလို့တွေနောက်ကြလို့လာမပြောနဲ့ကိုလုံးဆရာရှိတာကိုလုံးဆိုတဲ့စကားလုံးပဲပြောချင်တယ်အဖွဲ့ဝင်တွေကိုမနက်ဖြန်တင်းတော်နေ့ကစပြီနော်ကိုလင်းပေးတာရတယ်တဲ့ဆိုင်ကယ်ဝယ်လိုက်ပြီကိုလင်း congratulation မှာဝမ်းသာပါတယ်ခင်ဗျနော်အများတန်းလဲအကောင်းဆုံးဖြစ်အောင်ကြိုးစားပေးပါမယ်အားလုံးတော့ကိုနော်မားခဲ့ရရှိရင်တော့စေတနာမပဲဖြစ်ပါလိမ့်မယ်နော်ကဲတင်းနာနဲ့နေကုန်ကြောက်ကြမယ်ဆိုတဲ့ဝမ်းချင်း9-3ညဝမ်းချင်းဖြစ်တယ်လို့ကြောက်ကိုင်းမဲ့ဝမ်းချင်းကလည်း9-3ညပဲโอเคနော်ကျွန်တော်ကိုင်းမဲ့ဝမ်းချင်းကလည်း9-3ညဝမ်းချင်းဖြစ်ပါတယ်တင်းနာနေကုန်မှာကြောက်ကြမယ်ဆိုတဲ့ဝမ်းချင်းကလည်း9-3ညကျွန်တော်မနေ့ပိုင်းနေ့ကကြိုက်တယ်ဗောဗျာ9-3ညကိုကိုင်းနေဟုတ်ပြီလား9-3ညဝမ်းချင်းဖြစ်ပါတယ်9-3ညဝမ်းချင်းမှာကိုလင်းက9နဲ့ပတ်သက်လာရင်ဗာလေးတွေကြိုက်လဲဆိုရင်ကျွန်တော်က9-1-9-2-9-6-9ဆိုပြီးတော့ကဏ္ဍလေးကြိုက်လေးတွေရွေးပေးထားပါတယ်9ကြလာခဲ့မယ်ဆိုရင်ကျွန်တော်ကကြိုက်တာကဏ္ဍက9-1-9-2-9-6-9-9နော်9ကိုကြိုက်တယ်သူတွေက9-1-9-2-9-6-9-9ဆိုတဲ့ကဏ္ဍလေးတွေကိုထိုးလို့ရတယ်ဝမ်းချင်းက9-3ညတင်းနာနေကုန်မှာကြောက်ကြမယ်ဆိုတဲ့ဝမ်းချင်းကလည်း9-3ညကျွန်တော်ကိုင်မဲ့ဝမ်းချင်းကလည်း7နိုင်10မိနစ်ကို9-3ညပဲနော်9-3ညဝမ်းချင်းဖြစ်ပါတယ်9-3ညဝမ်းချင်းမှာကိုလင်းနေပြီး9နဲ့ပတ်သက်တဲ့ကဏ္ဍလေးတွေက9-1-9-2-9-6-9-9နော်9-1-9-2-9-6-9-9 9-1-9-2-9-6-9-9နော်3ညနဲ့ပတ်သက်တာက3-1-3-2-3-6-3-9 9-3ညဝမ်းချင်းကိုကျွန်တော်က1-6-9နဲ့ကပ်ပေးထားတာပါနော်9-3ညဝမ်းချင်းကိုကျွန်တော်က1-6-9ဆိုတဲ့ကဏ္ဍလေးလုံးနဲ့ကပ်ပေးထားတာပါ9-3ညဝမ်းချင်းကိုနော်9-3ညဝမ်းချင်းကို1-6-9နဲ့ကပ်ပေးထားတာပါနော်
နော်1နှစ်6ခုနဲ့ကပ်ပေးထားတာပါနောက်တစ်ခုကမိတ်ဆွေတို့ဒီမနက်ဖြန်မှာနော်မနက်ဖြန်မှာကျွန်တော်ကဏ္ဍနေထဲမှာ9ပါတဲ့ကဏ္ဍ6ပါတဲ့ကဏ္ဍကိုတနင်္လာနေ့နေကုန်မှာတတိထားကိုထိုးမဲ့ကဏ္ဍမှာနော်9ပါတဲ့ကဏ္ဍ6ပါတဲ့ကဏ္ဍရှိရင်တင်တာထိုးတင်တာနေမှာအခုကျွန်တော်ပေးမယ်ပေါ့ဗျာအခု9နဲ့ပတ်သက်တဲ့ကဏ္ဍမှာဆိုရင်9ရေနဲ့ပတ်သက်ရင်ကိုထိုးမဲ့ကဏ္ဍကြိုက်တာတွင်တင်ထိုး6ကဏ္ဍပါလာရင်6နဲ့ပတ်သက်ပြီးဥမာကျွန်တော်ပြောချင်တာအခု6ပါတဲ့ကဏ္ဍကိုထိုးမဲ့ရှိရင်တင်ထိုးတင်တာနေတရက်ကနော်နော်ကိုထိုးမဲ့ကဏ္ဍနေမှာတနင်္လာနေ့မှာ9ပါတဲ့ကဏ္ဍ6ပါတဲ့ကဏ္ဍတင်ထိုးပါနော်9ပါတဲ့ကဏ္ဍ6ပါတဲ့ကဏ္ဍတင်ထိုးပါနော်အားလုံးညာကို1နှစ်6ခုနဲ့ကပ်ပေးထားတာပါခင်ဗျနော်ပြောချင်တာတစ်ခုရဲ့ပြောချင်တဲ့သတင်းပြောချင်တဲ့မှားချင်တာတစ်ခုကမိတ်ဆွေတို့ဒီကိုထိုးမဲ့ကဏ္ဍနေမှာ9ပါတဲ့ကဏ္ဍ6ပါတဲ့ကဏ္ဍတင်ထိုးပါနော်ဘာကြောင့်လဲဆိုတော့ကျွန်တော်ရဲ့ site အသစ်ကနေပြီးတော့ကျွန်တော်ချထားတာဖြစ်တဲ့အတွက်မလို့တိုင်းနာနေမှာ9ကိုတစ်လုံးကြိုက်မယ်ကြိုက်တယ်ပေါ့ဗျာကြမယ်လို့ယုံကြည်တယ်ဒါပေမဲ့မကင်သေးဘူးဒါပေမဲ့ကျွန်တော်ရဲ့အရင်တော့ပေးနေကြမှန်နေကြ site က93ညကိုပဲကျွန်တော်ပေးတယ်တိုင်းနိုင်နေကုန်မှာကြောက်ကြမယ်ဆိုတော့ဝမ်းချင်းက93ညနောက်တော့ကျွန်တော်စူးစမ်းထားတဲ့အရာတစ်ခုကတော့တိုင်းနိုင်နေကုန်မှာတစ်လုံးကြောက်ကြမှာလဲ9ကိုညင်းရရှိတယ်ပေါ့နော်အဲဒါကြောင့်ကိုကတော့ကိုကင်နေကြဟာပဲ93ညကိုကင်တာအဲကြောင့်မိတ်ဆွေတို့ကျွန်တော်ပြောချင်တဲ့တစ်ခုကတော့ကိုထိုးမဲ့ကဏ္ဍမှာ9ပါတဲ့ကဏ္ဍ6ပါတဲ့ကဏ္ဍကိုတင်ထိုးလို့ရတယ်နော်9ပါတဲ့ကဏ္ဍ6ပါတဲ့ကဏ္ဍကိုတင်ထိုးလို့ရတယ်ဟုတ်ပြီလားကျွန်တော်ရဲ့စိန်မာစတာကီးက